Hello အပင်ချစ်သူများအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါရောင်းပေးမဲ့ပင်လေးက Vietnam ထောပတ်လို့ခေါ်တဲ့034ထောပတ်ဂိုင်းဆက်ပင်လေးတွေပါနော်သူကရှည်ရှည်မြမျောလေးနဲ့အရသာလေးကနူးနူးညံ့ညံ့လေးနဲ့စားလို့ကောင်းတဲ့မျိုးလေးပါနော်စီးပွားပြစိုက်မယ်ဆိုလည်းအရန်စင်ပြေတော်လေးပါရှင်အခုလိုမျိုး Vietnam ဂိုင်းဆက်ပင်လေးတွေကိုတပင်ကို2000ခွဲနဲ့ရောင်းပေးပါမယ်နော်အပင်များရင်လည်းအများကြီးလေးနဲ့အဆင်ပြေအောင်လုပ်ပေးပါမယ်ရှင်အခုလိုထောပတ်ပင်လေးတွေမှာကျင်းတော့မင်းစီမှာလူတလောက်ရပါမယ်နော်ဒါလေးတွေကတော့ဂိုင်းဆက်ပင်လေးတွေပါမန္တလေးမြို့အတွင်းဆိုရင်တော့အရောက်ငွေချီနဲ့ပို့ပေးပါတယ်ရှင်ကျန်မြို့တွေကတော့ငွေတရက်ကျိုးလဲပေးရပါမယ်နော်မင်းစီမှာတခြားသီးပင်စားပင်နဲ့အလားပန်းပင်လေးလည်းအစုံရပါတယ်ရှင်ဒါလေးကတော့ Vietnam ထောပတ်ဂိုင်းဆက်ပင်လေးတွေပါနော်စီးပွားပြစိုက်မယ်ဆိုလဲဈေးကွက်မှာနာမည်ရပြီးသားပင်လေးမျိုးစိုက်လို့အဆင်ပြေတဲ့ပင်မျိုးလေးပါရှင်ဒါလေးကရမစိုက်လေး